ဒီဗီဒီယိုလေးမှာစူကီတီနွိုင်းရဲ့ရုံးချုပ်ဖြစ်တဲ့ BN Restaurant Group ကိုအလုပ်သွားလျှောက်တဲ့ပုံစံလေးကိုအသေးစိတ်ပြပြပေးသွားပါမယ်ခင်ဗျာအဆုံးအောင်ကြည့်ပေးပါဦးနော်ဆိုင်းပုတ်လမ်းလေးကလေးကဝင်လာနဲ့ရုံးချုပ်ကိုတစ်ခါတည်းတန်းရောက်ပါမယ်နော်ရုံးချုပ်ကနေပြီးတော့တက်တက်ဝင်သွားရင်လာစမတ်ကြတဲ့ကိုမြန်မာလူမျိုးတွေလည်းအများကြီးပဲနော်အလုပ်တွက်ကတော့စာရစာတဲ့ပြည်စုံတာနဲ့ရပြီဗျဝင်ချင်းကောင်တာ reception မှာတော့သူတို့ထိုင်းလူမျိုးဖြစ်တဲ့ဝန်ထမ်းတွေပဲခံထားရတယ်ခင်ဗျာဒါပေမဲ့ဘာမှစိတ်ပူစရာမလိုဘူးเนาะအဲရုံးကအကိုကြီးရတဲ့သဘောကောင်းတဲ့အပြင်ကိုစကပြန်အမာကြီးရတဲ့ရှိရဗျရုံးကိုကိုတိုင်းသွားစမှတ်တာမို့လို့စာရွက်စာတမ်းကြီးဘာမှပေးစရာမလိုပါဘူးကျန်းခောက်ထွက်ကတော့သူ့ရဲ့ကုမ္ပဏီဘဏ်ထဲကိုပစံငွေ2500လွှဲပေးရပါတယ်เนาะစာရွက်စာတမ်းတွေမိတ္တူကူနေရမို့လို့ကျွန်တော်တို့ကိုအပြင်လေးကပန်းညံထဲမှာထိုင်ဆောက်ခိုင်းရင်ခဏနေတော့သူတို့ရောက်လာပါတယ်ငွေသွင်းပြီးတဲ့သူတွေအနေနဲ့တခါတည်းကိုလုံးမဲ့အလုပ်ဆိုင်နေရအောင်တခါတည်းရွေးချယ်ခွင့်ရတယ်လို့ကိုနေစရာမရှိဘူးဆိုရင်လည်းကိုနေဖို့တိုက်ခန်းကိုသူတို့ကိုယ်တိုင်စီစဉ်ပြီးလိုက်ငါပေးသေးပါတယ်နော်စကပြန်မာကြီးကိုလည်းကျေးဇူးတင်ပါတယ်သူခင်ဗျာဒီနေ့ကုန်းစကားတွေပြန်ပေးနေရတဲ့ကြားတဲ့ရှူဈေးဘူးတော့သူ့မှာကင်လေးနဲ့အလုံးလုံးနေရတယ်နော်ဘာစမတ်ကြီးမှပေးစရာမလိုတဲ့ပြင်ကျွန်တော်ကတော့ထိုင်းနေစီကနေပါဝါဘန်လေးဖုန်းအားကုန်နေလို့ဂုံးဆင်းခဲ့ပါသေးတယ်ကျွန်တော်တို့အဖွဲ့ကနောက်ဆုံးအဖွဲ့ပဲခင်ဗျာဒါနဲ့ထိုင်းကိုကြီးကအလုပ်ကိစ္စအတွက်လိုအပ်တဲ့ဟာတွေကျွန်တော်တို့ပြောကြရင်ဒီကနေ့8ရက်12လ2025စူကီတီနွိုင်းရုပ်ကြုံမှာစမတ်ကြီးပေးစရာမလိုပဲအလုပ်သွားလျှောက်တဲ့ဗီဒီယိုလေးပြီးဆုံးသွားပါပြီခင်ဗျာ